ဒီနေ့ကတော့ပိတ်ထဲမှာပုံလေးတွေဘယ်လိုဆွဲလဲပေါ့နော်အဲ့တော့ paint software တွေဝင်တာကတော့အောက်ခြေမှာအခုဒါဝင်ပြီးသားဖြစ်နေလို့ပိတ်လိုက်မယ်အစအနေပြန်စဝင်ပြီးမယ်အောက်ခြေကဒီမှန်ဘလူးလေးကိုနှိပ်ဒီမှာ paint ဆွဲနေမှရှိရင် paint ကိုနှိပ်လိုက်မရှိဘူးဆိုလည်းဒီမှာ extension point ရှိနေအဲ့နေရာမှာ paint paint ကိုရိုက်ထည့်ပြီးသွားရင် paint ကိုရွှေ့လိုက်လို့ရပြီနော်ပြီးရင်ဒီမှာထိတ်ဆွမ်းဘာတန်းရှိတယ်ဒါကြီးကတိုက်တယ်ပါတိုက်တယ်ပါမှာအခုလောဆယ်မသိမ်းရသေးတဲ့အတွက်ဒီမှာ untitled ဆိုတာလေးဝင်နေတယ်ပြီးရင်ဒီဘေးမှာ save button လေးရှိရယ် pointer ထောက်လိုက်နေမြင်ရတယ်နော် save ရယ် undo ရယ် redo ရယ်ရှိမယ်ဒီရဲ့အောက်မှာ home တို့ view တို့ရှိမယ်ဒါလေးကို tab လို့ခေါ်တယ်နောက်သူ့ရဲ့အောက်မှာကဒီ clipboard တို့ image တို့ဒါလေးတွေကတော့ group လေးတွေအဲ့တော့အခုဆိုရင်ဒီ home tab ကရွေးထားပြီးသားတကယ်လို့မရွေးရသေးဘူးဆိုရင်လည်း home tab မှာ click နှိပ်လိုက်ဒါ view ဆိုရင် view မှာ click နှိပ်လိုက်နော်ဒါဆိုဒီအောက်ကပုံစံလေးပြောင်းသွားတယ်အဲ့တော့အခု home ကိုစသုံးကြမယ် home မှာနှိပ်ပြီးသွားရင် home နဲ့ကဒီမှာ clipboard ဆိုတာလေးရှိတယ် image ဆိုတာလေးရှိတယ်ဒီမှာ tool ဆိုတာလေးရှိတယ်အဲ့ tools ရဲ့အပေါ်မှာဒီမှာခဲတံပုံလေးရှိတယ်ခဲတံလေးကိုနှိပ်လိုက်ခဲတံလေးကိုနှိပ်ပြီးသွားရင်ကိုကဒီပုံစံလေးက S ပုံစံလေးဆွဲကြည့်ဒါဆိုရင်ခဲတံပုံစံလေးကပပလေးမြင်ရမယ်အဲ့တော့အဲ့ S ပုံစံကိုနောက် line လေးထူထူလေးသွားခြင်းလေဆိုရင်ဒီ tools ရဲ့ဒီဘက်ဘေးမှာ shape ရှိမယ်အဲ့ shape ရဲ့ဒီဘက်ဘေးမှာ size ဆိုတာလေးရှိတယ် size ရဲ့ line ထူလေးကိုရွှေ့လိုက်နော်နောက်ထပ် S ပုံစံလေးဆွဲကြည့်မယ်ဒါဆိုရင် S ပုံစံလေးရမယ်နောက်ထပ် P ပုံစံလေးဆွဲကြည့်မယ်ကိုလိုချင်တဲ့ပုံစံလေးရအောင်ဆွဲကြည့်လို့ရတယ် O ပုံစံလေးဆွဲကြည့်မယ်နော်အဲဆိုရင်သူဒီပါလေလက်ကနေ click နှိပ်ပြီးတော့ dragging ဆွဲတာ I ပုံစံလေးဆွဲမယ်အဲ့တော့ I ပုံစံလေးမှာသူကခဲချုံလေးကိုသုံးတဲ့အတွက်ဒီမှာဘာလို့လဲဆိုတော့ဝိုင်းလိုက်တယ်ဆိုရင်သူကဘာလို့လဲဆိုရင်အပြည့်မရအောင်အဲ့တော့ကိုကအဲ့လိုမျိုးဝိုင်းလိုက်တဲ့အခါမှာအပြည့်လိုချင်တယ်ဆိုရင်တော့ဒီ tool set မှာခဲချုံလေးကိုမသုံးဘဲနဲ့ဒီဘေးက brush ကိုသုံးလို့ရတယ်အဲ့ဆိုရင် brush ထဲမှာဒီမှာ brush ရဲ့ tool bar ရှိတယ်အဲ့တော့အခုလောလောဆယ်တော့ brush ရဲ့ထိတ်ဆွမ်းပုံလေးပဲရွှေ့ထားတယ်နော်ပြီးတော့ရင်ဒီပေါ်မှာတင်ပြီးတော့ဆွဲကြည့်ဒါဆိုရင်တူတယ်နည်းနည်းလေးပဲပါတာလေးပဲရမယ်ပေါ့နော်နောက်တစ်မျိုးဒီဘက်ဒုတိယတစ်ခုမှာနှိပ်ပြီးတော့စလုံးလေးရေးကြည့်ဒါဆိုရင်ဒီ brush ကကြတော့ဒီဘက်အပွားဟာတဲ့ဆိုင်နည်းနည်းလေးထူသွားတယ်နော်နောက်တစ်ခါဒီတတိယ brush ကိုနှိပ်ကြည့်တတိယ brush မှာဆွဲကြည့်လိုက်ရင်သူကကြပို့ပြီးတော့ထင်းတယ်နော်အဲ့တော့အဲ့ဒါကကြတော့ brush ကိုသုံးပြီးတော့ဆွဲတာအဲ့တော့ဒီဟာတွေအပြင်ဒီမှာအဆက်ကလေးတွေလည်းရှိတယ်အဆက်ကလေးဆိုဒီနားလေးမှာဒီမှာဆေးချယ်တဲ့လိုမျိုးလေးဒီလိုမျိုးလေးဖိပြီးတော့ dragging ဆွဲပြီးတော့ဆေးချယ်လိုက်လို့ရတယ်အဲ့တော့ဆေးချယ်ခြင်းတဲ့နေရာတွေမှာဒီ click နဲ့ဆေးချယ်ပြီးလို့လည်းရတယ်နော်ဒါဆိုရင်ဒီဘေးနားလေးမှာဆေးချယ်ခြင်းလဲဆိုဒီမှာ click နဲ့သွားအဲ့တော့အဲ့ဒီမှာကအခုသုံးခဲ့တာခဲတံလေးရယ်ဒီဘက်က brush ရယ်သုံးခဲ့တယ်ဒီအပေါ်လေးခုသုံးခဲ့တယ်ပေါ့နော်အဲ့တော့ဒီအောက်ဘက်ကပုံလေးလည်းဒီလိုပဲ click နှိပ်ပြီးတော့ဆွဲကြည့်လို့ရတယ် C ဒါဆိုရင်သူ့ရဲ့ပုံစံလေးကပိုထင်ထားတယ်နော်ပြီးရင်နောက်ဒုတိယ line ဒုတိယတစ်ခုဒါဆိုရင်သူ့ဆွဲတာလေးကနည်းနည်းလေးအဆက်ကလေးပိုလှတယ်နောက်တတိယတစ်ခုကြတော့အဲ့တော့ကိုဆွဲခြင်းတဲ့ design ပုံစံလေးကိုဒီ brush တွေကနေရွေးပြီးလို့ရတယ်ဖိပြီးတော့ပဲ dragging ဆွဲတာနော်ဒါဆိုရင်၄ခုမြောက်ရသွားပြီ၄ခုမြောက်မှာစာလေးရိုက်ထည့်ကြည့်ဒါဆိုရင်ဒီစလုံးကြနည်းနည်းလေးပါတယ်ပေါ့နော်အဲ့ကိုကြိုက်တဲ့ပုံစံလေးကိုရွေးကြည့်လို့ရတယ်ခုနောက်ဆုံးတစ်ခုရှူနော်ဒီလိုပုံစံအဲ့တော့ဒါ brush ကိုသုံးခဲ့တာပြီးတော့ရင်ဒီထဲမှာမှဒီစာကိုအရောင်လေးနဲ့လိုချင်တယ်ဆိုဒီဘက်ကအရောင်လေးတစ်ခုကိုရွှေ့လိုက်ဒါဆိုဒီမှာ color ဝင်သွားတယ်ပြီးရင်အဲ့ color လေးနဲ့ပဲဒီမှာစာလေးကိုပြင်လိုက်လို့ရတယ်နောက်တစ်ရောင်ပြောင်းချင်တယ်နောက်တစ်ရောင်ရွှေ့ဒီလိုမျိုးလေးသွားလို့ရတယ်နော်အဲ့တော့ဒါကကြတော့အရောင်လေးတွေဆိုရင်ဒီထဲကနေကိုကြိုက်တဲ့အရောင်ကိုရွှေ့ပေးလိုက်လို့ရတယ်အဲ့တော့တရားဆိုရင်ဆွဲလိုက်တဲ့ပုံပေါ်မှာမူတည်ပြီးတော့ color လိုက်ပြောင်းတယ်အဲ့တော့ဒီမှာအရောင်လေးတွေကိုလိုက်ပြီးရွှေ့သွားလိုက်မယ်ပြီးတော့ရင်တော့အဲ့အရောင်တွေမကြရင်ဒီဘက်က edit color တွေကကြိုက်တဲ့တရားရွှေ့ပြီးရင်ဒါလေးကတော့ line လေးကအထူပါလေးရွှေ့တာနော် line လေးကအထူပါလေးရွှေ့မယ်ရွေးပြီးသွားလို့ကိုကြိုက်တဲ့အရောင်တစ်ရောင်ရွေးလိုက်ရင်ဒီမှာ color ဝင်သွားလိမ့်မယ်နော်ကိုကဒီနေရာမှာအဲ့အရောင်သတ်မှတ်မယ်ဆိုဒါလေးကိုနှိပ်မယ်ဒါလေးကိုရွေးပြီးရင်ကိုလိုချင်တဲ့အရောင်နေရာကိုထားနောက်ထပ် click နှိပ်နော် click နှိပ်ပြီးသွားရင် add to custom color ဆိုရင်ဒီမှာအဲ့ color လေးဝင်သွားလိမ့်မယ်ပြီးရင် okay နဲ့ထွက်ဒါဆိုရင်တော့ကိုဆွဲမဲ့စာလေးပေါ်မှာဘာလို့လဲ dragging ဆွဲသွားလိုက်ရုံပဲ
ဒါကလာရွေးတာနော်အဲ့တော့အခုဆိုရင်ဒီထဲမှာကစာလေးတွေသုံးဖို့အတွက်ပန်တူးလေးဒါဆိုရင် pencil ကိုသုံးခဲ့တယ် brush ကိုသုံးခဲ့တယ်နော်နောက်ကမကြိုက်လို့ဖြတ်ချင်တယ်ဆိုဒီမှာခက်ပြက်ကလေးရှိတယ်ခက်ပြက်လေးကိုနှိပ်ပြီးတော့ကြတော့ကိုမကြိုက်တဲ့နေရာလေးကိုဖိပြီးတော့ dragging လေးဆွဲလိုက်လို့ရတယ်ဒါခက်ပြက်ပုံစံလေးဒါမှမဟုတ်ဘူးကွာဒီအရာကိုလိုချင်တယ်ဒါဆိုရင်နောက်ထပ်ဒီမှာစုပ်တန်လေးရှိတယ်စုပ်တန်လေးကိုရွေးပြီးတော့ဒီ color လေးကိုနှိပ်လိုက်ဒီမှာစုပ်တန်ပုံစံလေးကဒီမှာအတုံးပုံစံလေးဖြစ်သွားတယ်အဲ့ဒါဘာကြောင့်လဲဆိုခဲပြက်ကိုရွေးထားလို့ကိုကဆေးချင်မှာဖြစ်တဲ့အတွက်ဒီဆေးပုံလေးကိုရွေးပေးရမယ်ဆေးပုံလေးကိုရွေးပြီးရင်ဒီထဲမှာနှိပ်လိုက်ဒါဆိုရင်ကိုကအယောင်ချဲခြင်းတဲ့နေရာလေးတွေမှာဒီလိုမျိုးလေးလိုက်ပြီးတော့ကြတော့ဆေးပုံလေးကိုထည့်ပြီးတော့လိုက်ချဲပေးလိုက်လို့ရတယ်နော်ပြီးတော့ရင်တော့ဆေးပုံလေးကိုပြန်နှိပ်ပေးဖို့လိုတယ်ပေါ့အဲ့တော့ဒါလေးကိုတင်တော့မယ်ဆိုရင် file နဲ့က save နဲ့သွားပေးရမယ်save နဲ့သွားပြီးရင်ဒီမှာ file name လေးပေးတယ်သူက png နဲ့ပေးတယ်အဲ့ file name မှာကိုသိမ်းစင်တဲ့နာမည်နဲ့ရိုက်ထည့်လိုက်ရင်လည်း POINT နာမည်တူရှိရင်နောက်က1တို့2ကိုထည့်လိုက်ပြီးရင် save as style မှာဒီမှာဗာလေးလဲ png နဲ့ဝင်နေနော်အဲ့ဆိုရင် desktop ပေါ်မှာပဲသိမ်းမယ် save အဲ့တော့ဒီ title လေးမှာ untitled မဟုတ်တော့ပဲလေဒီမှာနာမည်လေးဝင်သွားတယ်နော်ပြီးသွားရင်တော့သူ့ရဲ့နောက်ခံအရောင်ထည့်ဖို့အခုနောက်ခံလေးရသွားဖြူဖြစ်နေရအောင်အဲ့တော့ color ထည့်တော့မယ်ဆိုရင်ဒီနောက်ခံအရောင်ထည့်ခြင်းနဲ့ကိုထည့်ခြင်းနဲ့အရောင်လေးကိုနှိပ်လိုက်ဒီမှာပန်းရောင်လေးဖြစ်သွားပြီပြီးရင်ဆေးပုံးလေးကိုရွေးဒီမှာနောက်ခံအရောင်ထည့်လို့ရတယ်ဒီနေရာလေးကျန်နေရဆိုရင်တော့ဒီနေရာလေးတွေကိုလိုက်ပြီးတော့ဒီလိုမျိုးလေးဖြည့်ထည့်ပြလိုက်လို့ရတယ်နော်အဲ့ဒါလေးပြီးသွားရင်တော့နာမည်တူနဲ့ပြင်ပေးဖို့လိုတယ်အဲ့တော့အပေါ်ဘက်က save လေးကိုနှိပ်လိုက်ဒါဆိုရင်တော့ပိတ်ထဲမှာဒီနေ့ပြောခဲ့တာက home tab ထဲက image ထဲကမသွားခဲ့သေးဘူး tools ထဲကသွားထားတယ်ဒီခဲတံလေးကိုသုံးထားတာပြောတယ်ဆေးပုံးလေးသုံးတယ် eraser ခဲပြက်လေးကိုသုံးတယ်နော်နောက်အရောင်ယူတာဆေးပုံးလေးကိုသုံးတယ်နောက်ဒီဘက်က brush လေးကိုသုံးပြီးတော့ဆွဲခဲ့တယ်နော်ဒီဟာလေးကိုတစ်ပိုင်းသွားထားတယ်နောက်ရက်ကျရင်တော့ဒီ shape လေးသုံးတာလေးသွားမယ်ပြီးရင်ဒီနေ့ပြောခဲ့တာအရောင်လေးသုံးတာပြောခဲ့တယ်နော်အဲ့တော့နောက်ကျရင် shape လေးသုံးမယ်ပြီးရင်ဒီမှာပွားတာ cut လုပ်တာ paste လုပ်တာဒါလေးဆက်သွားပြီမယ်နော်